ငါးရင်းဆိုရင်ညီမဆိုလို့မစားရတဲ့သူတွေဒီလိုလေးလက်ချက်စားကြည့်လိုက်နော်မဆလာလေးပါအုပ်ထားလို့အနက်မူးမူးလေးနဲ့တိမ်လုံးကြကြတဲ့ဟင်းပေါ့ရှင်ဒီနေ့ကမှငကြင်းမဟုတ်ဘဲနဲ့တခြားငါးတွေကိုလည်းဒီနည်းလေးတိုင်းမဲ့လိုက်ချက်လို့ရတယ်နော်အရင်ဆုံးကျွတ်တော်ဖြူကျွတ်တော်နီအယောင်တင်မုတ်လေးစီတက်ထားလေးမွေးလာရင်ခရမ်းကျင်တီလေးကိုပါထည့်ပြီးစီတက်ပေးပါရရှင်ဒီတက်နံလေးလည်းမွေးလာပြီဆိုရင်တော့ခရမ်းကျင်တီလေးနှစ်ကြအောင်လို့ရင်နွေးလေးထည့်ပြီးတော့ခရမ်းကျင်တီလေးဤသွားအောင်အရင်ချက်ထားပေးပါရရှင်ပြီးရင်တော့စားစနွေးနယ်ထားတဲ့ငါးလေးတွေကိုထည့်ပြီးတော့စီတက်နှစ်တွေနဲ့ရောသွားအောင်ထည့်လုံးပေးပါရရှင်ဒီနေရာမှာရေလုံးဝမထည့်ပဲနဲ့ငါးသားလေးတွေတင်းပြီးတော့ငါးလေးတွေလည်းမကြေအောင်လို့စွန်းပြားလေးနဲ့တေချာလေးလုံးပေးပါရရှင်ငါးလေးတွေထည့်ထားတာအနံလေးတွေလည်းမှုေးလာပြီဆိုရင်တော့ရှင်နွေးလေးကိုငါးမြောက်အောင်ထည့်ပြီးတော့တည်ပေးလို့ရပါပြီရှင်အရသာအတွက်ကတော့ငန်းပြာရည်စားနဲ့အချိုမှုန့်နဲ့ငယ်ကိုထည့်ထားပေးပါရရှင်အရသာကြီးထည့်ပြီးပြီဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့ငါးလေးကြက်အောင်တည်ပေးလို့ရပါပြီ15မိနစ်လောက်ကြာလို့ငါးလေးတွေကြက်လောက်တဲ့အနေထားဆိုရင်တော့ငရုတ်တီးစိမ့်လေးတွေကိုကိုဆက်စားနိုင်သလောက်မှုေးနေအောင်လို့ထည့်ပေးပါရရှင်ငရုတ်တီးစိမ့်အုပ်ပြီးတော့ဟင်းအိုးလေးပွက်လာပြီဆိုရင်တော့ရသာပေါ့ငံပြီးနည်းနည်းမလေးထည့်ပြီးတော့ယူကိုဝါချလို့ရပါပြီရှင်ဒီလိုလေးချက်တာကလေငါးညညနဲ့တက်တာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ်ဘိုင်